အခုရွတ်သွားတဲ့နမောတတ္တလေးကဖျားရှိခိုးတဲ့အတူဆုံးဖျားရှိခိုးအတူဆုံးဖျားရှိခိုးနော်စကလုံးလေး၅လုံးပါတယ်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တစကလုံးလေး၅လုံးပါလို့သူ့ကိုပင်စပဋိကပဏာမဝန္ဒနာလို့ခေါ်တဲ့ဗျာဟုတ်ပလားနော်အရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံတော်ဘဂဝါဂုံတော်နဲ့ပြည့်စုံတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုရှိခိုးကြော့ပါ၏ဆိုတဲ့အနေနဲ့ရွတ်ကြတာဟုတ်ပလားနော်နမောတတ္တဏိဌာန်လို့လည်းခေါ်ကြတာပေါ့နော်ကဲတရားဝဲစကြရအောင်ဒကာကြီးဒကမကြီးတွေချမ်းသာလို့ထိုင်ပါဗျာဟုတ်ပလားနော်မိမိတို့ရဲ့ဣရိယာပုကိုချမ်းသာလို့ထိုင်ဘုန်းကြီးပြောတဲ့တရားစကားလေးနားရဲဝင်ရင်ပြီးတာပါပဲဟုတ်လားနော်တရားဝဲတွေရဲ့ထုံးစံပေါ်ခေါင်းစဉ်လေးကတော့တက်ရအောင်ပါဟုတ်တယ်မလားနော်ဘာတရားဆိုပြီးတော့တက်ရအောင်ပါဟိုအိမ်ပြန်ရောက်သွားလို့ဘာတရားဟောမေးလို့မသိပါဘူးဘုန်းကြီးကတောင်ပြောမြောက်ပြောနေပြောသွားတာပဲဘာမှမသိလိုက်ဘူးဖြစ်နေမှာဆိုလို့တရားခေါင်းစဉ်လေးကတော့ပေးရအောင်ပါဟုတ်တယ်မလားနော်ဘယ်သုတ်တန်ညာသုတ်တန်ပါဠိဘာသာကြီးနဲ့ပေးနေရင်လည်းပဲဘာမှမှတ်မိကြမှာမဟုတ်ဘူးဟုတ်တယ်မလားနော်စကားလုံးလေးနှလုံးနဲ့ရခဏတရားကတော့နော်ဘုန်းကြီးတရားဝဲလေးတွေမှာတစ်ခါတစ်ခါစကားလုံးလေးတစ်လုံးနဲ့ဘုန်းကြီးကတရားဟောတာကြားဦးကြမှာပေါ့သိန်တို့ပေါ့ဟုတ်တယ်မလားသိန်တရားကံတရားစကားလုံးလေးတွေဘုန်းကြီးကနှလုံးနဲ့ဟောထားတာလေးတွေရှိတယ်ခဏတော့စကားလုံးလေးနှလုံးပေါ့စကားလုံးလေးနှလုံးဗမာလိုပဲမှတ်ရအထူးမခက်ပါဘူးကျေးဇူးတဲ့ပြောကျေးဇူးပါဗျာဒီစကားလုံးလေးကသိသုံးကြတာဟုတ်တယ်မလားအင်္ဂလိပ်လိုလည်းသုံးတာပဲthank youဟုတ်တယ်မလားကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်တယ်မလားဘာပြောတာတော့ကျေးဇူးဆိုတာလေးကနော်တွေ့ထိုးကာကြီးရပင်ဘာတော့ကျေးဝိဆာပေါက်လေးနဲ့ကျေးပြီးတော့ဇာခွဲလေးနှလုံးဘာတော့နှချောင်းငင်ပြီးတော့ဝိဆာပေါက်လေးနဲ့ဘာလုပ်တာတော့ကျေးဇူးဆိုတာဘာတော့ပြောသားမှာအောင်ဆိုရင်အဲ့ဒီဗမာစကားကိုအဓိပ္ပာယ်ဖွင့်ပြီးပြောနိုင်တဲ့ပုဂ္ဂိုလ်ကခက်ရှားရှားရဲ့ဟုတ်တယ်မလားစကားလုံးလေးကနှလုံးနဲ့ပဲဘာမှမခရင်ဘူးမှတ်ထားတစ်သက်လုံးတယောက်နဲ့တယောက်နော်သူ့ရဲ့ကောင်းချိုးကိုယ့်ရဲ့ကောင်းချိုးကိုလိုလို့ကောင်းတဲ့ကာယကံနဲ့သူ့ကိုအပြုမှုနဲ့ဘာတော့ဟိုဆောင်ရွက်ပေးတယ်ပေါ့ကာယကံနဲ့နောက်တစ်ခါဝစီကံနဲ့ဆောင်ရွက်ပေးတယ်အဲ့ဒီနှစ်မျိုးမနောကံနဲ့ကတော့ဆောင်ရွက်ပေးလို့မရဘူးအဲ့ဒါမှတ်ထားဒါကြောင့်မို့စကားပြောမယ်ဆိုတော့ကျေးဇူးဆိုတာဘာတော့မေးလို့ရှင်တော့သူ့အကျိုးကိုအကျိုးကိုအပြန်အလှန်ဖော်ပြတာပဲတဲ့ခန္ဓာကိုယ်နဲ့နှုတ်နဲ့ပေါ့အဓိပ္ပာယ်ဟုတ်တယ်မလားသူကောင်းကျိုးကိုလိုလားလို့ကိုယ်ကောင်းကျိုးကိုလိုလားလို့ကာယကံနဲ့ဝစီကံနဲ့ဖော်ပြတဲ့အမူအရာလေးကိုကျေးဇူးလို့ခေါ်တဲ့ဗျာအဲ့ဒါမှတ်ထားကြပြီတော့ဟုတ်တယ်မလားရှေ့နားမှာတော့မှောက်လိမ့်မယ်ဆိုင်ကယ်ဖြည်းဖြည်းသွားမောင်းကျေးဇူးပါခင်ဗျာကျေးဇူးပါသတိပေးတာဟုတ်တယ်မလားရှေ့ကတော့မင်းအိမ်သားမှာမိဘုံကြီးကလွန်တယ်မိတွေတိတ်တောင်းနေတယ်အိမ်တွေကုကုန်မယ်ဟုတ်ကဲ့ပါကျေးဇူးပါကျွန်တော်ပြုလုပ်လိုက်ပါမယ်ဟုတ်တယ်မလားအဲ့ဒါကိုခေါ်တာကျေးဇူးတဲ့ကျေးဇူးတဲ့စကားလုံးလေးနှလုံးနဲ့ပဲတချို့ကစကားလုံးလေးကိုနှလုံးတွဲတွဲသုံးနေတယ်ကျေးဇူးဥပကာရတင်ရှိပါကြောင်းသုံးတယ်ဟုတ်တယ်မလားကျွန်တော်ကျွန်မတို့ရဲ့မင်္ဂလာဆောင်ကိုကြွားရောက်အားပေးကြတဲ့အတွက်ကျေးဇူးဥပကာရတင်ရှိပါကြောင်းအဲ့ဒီဥပကာရဆိုတဲ့စကားလုံးလေးလုံးကမှတ်ထားအဲ့ဒါကိုဘာသာပြန်ထားတာပါဠိစကားဗျနော်ဥပကာရဆိုတာပါဠိစကားဥပကာရဟောမှကျေးဇူးတင်ပါတယ်အဲ့ဒါပါဠိလိုပြောတာကျေးဇူးဥပကာရတင်ရှိပါကြောင်းဆိုတာရှေ့ကကျေးဇူးကဗမာလိုနောက်ကဥပကာရကပါဠိလိုပြောလိုက်တာဟုတ်ပြီလားအတူတူပဲလို့မှတ်ကြမို့နော်လောကကြီးမှာဗုဒ္ဓမြတ်စွာကဒုံလဘပုဂ္ဂိုလ်2ယောက်ရှိတယ်နော်ဒုံလဘပုဂ္ဂိုလ်2ယောက်ရှိတယ်ဆိုလို့တကူကဆိုအခါတွင်းမှာသင်္ကန်းဝတ်နေတဲ့ကိုတော်ကြီးတွေကိုပြောတယ်လို့ထင်မင်းတယ်ဟုတ်တယ်မလားနော်ဒုံလဘဆိုတဲ့စကားလုံးလေးကလည်းမှတ်ထားအောင်နေရာတိုင်းမှာမတွေ့နိုင်ဘူးလို့အဓိပ္ပာယ်ထွက်တယ်ဟုတ်တယ်မလားတနည်းအားဖြင့်ယရနာဆိုတဲ့စကားလုံးလေးနဲ့တူတယ်ယရနာဆိုတဲ့စကားလုံးလေးနဲ့တူတယ်ယရနာဆိုတာနေရာတိုင်းမတွေ့နိုင်ဘူးဟုတ်တယ်မလားမိုးကုန်းမှာရှိတဲ့အနီတွေအစိမ့်တွေနေရာတိုင်းမတွေ့နိုင်ဘူးဒါကြောင့်မို့သူ့ကိုယရနာလို့ခေါ်တာရတနာတဲ့ပါဠိစကားလုံးလေးကသုံးရင်တော့ဟုတ်တယ်မလားရှားပါလို့နေရာတိုင်းမှာမတွေ့နိုင်လို့သူ့ကိုယရနာလို့ခေါ်တာဒုံလဘဆိုတဲ့စကားလုံးလေးရတယ်အဲ့ဒီအဓိပ္ပာယ်ပဲရှားပါတယ်လေနေရာတိုင်းမတွေ့နိုင်ဘူးလို့အဓိပ္ပာယ်ထွက်တာဟုတ်တယ်မလားအနီတွေအစိမ့်တွေအပြာတွေကဟ
ဟောဒီလိုဂဝုံကြောက်တွေလိုပေါ်နေပြီးတော့ဂဝုံကြောက်တွေကရှားကြည့်ပေါ့ဒီဂဝုံကြောက်တွေလမ်းခင်းတဲ့ဂဝုံကြောက်တွေကယရနာမဖြစ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးဟုတ်တယ်မလားအခုကြတော့ဟိုမှာအင်မတန်ရှားပါတဲ့မိုးကုတ်တို့ဖားကန်တို့မှာထွက်တဲ့အဖြူတွေအနီတွေအစိမ့်တွေအဝါတွေကြမှာယရနာလို့ခေါ်ပြီးတော့ဒီလမ်းဘေးမှာတွေ့နေတဲ့လမ်းခင်းတဲ့ဂဝုံကြောက်တွေဘယ်သူမှယရနာလို့မသုံးဘူးဗျာဟုတ်ပြီလားနော်ဒါကြောင့်မို့လို့တွေ့ခဲကြုံခဲလို့ယရနာလို့ခေါ်တယ်အဲ့ဒီယရနာဒုံလဘဆိုတဲ့စကားလုံးနဲ့အတူတူပဲလို့မှတ်ပေါ့ဗျာအဲ့ဒီယရနာဆိုတဲ့စကားလုံးလေးကတော့နောက်တစ်မျိုးအဓိပ္ပာယ်ရှိသေးတယ်သူကရတ္တိဇနေတိတိရတနံတဲ့နော်ပျော်ရွှင်နှစ်သက်မှုကိုဖြစ်စေလို့သူ့ကိုယရနာလို့ခေါ်တယ်ဗျနော်စိန်လဲဆိုကြည်ကောက်ရဗရမ ्या လဲဆိုကြည်ကောက်ရလို့ဘယ်သူမှစိတ်ပြက်လက်ပြက်ဖြစ်မနှွားပါဘူးဟုတ်တယ်မလားပျော်သွားတာပဲဒကာကြီးတွေကဈေးတွေကနေပြီးတော့ခဏတော့ငါဒကမာကြီးပဲမွေးနေပဲနော်သူ့ကိုလက်ဆောင်ပေးလိုက်ဥမာပဲခုခေတ်စကားနဲ့ပြောနေတာ surprise ပေါ့ဟုတ်တယ်မလားဝဲလာပြီးတော့တိတ်တိတ်လေးသွားပေးကြည့်ဒကမာကြီးကများစိတ်ပြက်လက်ပြက်နဲ့ချုံဝဲချပြီးတော့များငိုးနေလိမ့်မယ်ထင်လားအဲ့ဒါပျော်ရွှင်မှုကိုဖြစ်စေတတ်တဲ့အတွက်သူ့ကိုယရနာလို့ခေါ်တယ်ဗျာဒါသူ့ရဲ့ဓာတ်သဘာဝကိုရိုက်ခတ်တာအဲ့ဒါမှတ်တာအဲ့ဒါမျိုးကိုတွေ့လိုက်တဲ့ပုဂ္ဂိုလ်ကတခါတည်းကိုလန့်သွားတာပဲစိတ်ထဲနှလုံးထဲမှာသွားရိုက်ခတ်တာသူ့ရဲ့အစွမ်းတတ္တိကသိပ်ပြင်းထန်တယ်အဲ့ဒီဗရမ ्या တုံးတို့စိန်တုံးတို့ပေါ့အင်မတန်ရှားပါတဲ့ယရနာပစ္စည်းတွေဟာသူ့မြင်လိုက်တာဒါစိန်တုံးပဲဒါကယရနာတုံးပဲကြောက်တုံးပဲပေါ့အင်မတန်ဖိုးတန်တဲ့ယရနာပဲလို့သိလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာလှုပ်ခတ်သွားတာလှုပ်ခတ်သွားတာသူ့ရဲ့အစွမ်းတတ္တိကဘလောက်တောင်လူစီကိုရိုက်လာတယ်ဆိုတာသိကြပေါ့အဓိပ္ပာယ်ဟုတ်တယ်မလားအဲ့ဒီအဓိပ္ပာယ်နဲ့သုံးထားတာယရနာတို့ဒုံလဘဆိုတာအတူတူပဲတဲ့ဒုံလဘဆိုတာတော့ဓာတ်ရိုက်ကိုသူကဒုဆိုတာရှားပါတယ်ပေါ့နောက်ကလဘဆိုတာလပတိဆိုတာရတာနေရာတိုင်းမတွေ့နိုင်ဘူးတော်တော်ကိုရှားပါးနဲ့မှတွေ့နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးထားတာဗုဒ္ဓမြတ်စွာကပုဂ္ဂိုလ်2ယောက်တယ်လောကကြီးမှာ2ယောက်တည်းရှိတာတဲ့နံပါတ်1ပုဂ္ဂိုလ်ကကတင်ညူတဲ့သူများပေါ်ကျေးဇူးပြုတာပထမဆုံးကျေးဇူးပြုတာပေါ့လေနော်သူ့အပေါ်မှာဘာမှမျှော်လင့်ချက်မရှိဘဲနဲ့မျှော်လင့်ချက်နဲ့လုပ်တဲ့အလုပ်မျိုးကိုကျေးဇူးလို့မခေါ်ဘူးအဲ့ဒါလည်းမှတ်ထားအောင်နော်ဗမာစကားပုံရှိတယ်လေထောင်မြင်လို့ဘာဖြစ်တယ်လဲရာစော့နာအဲ့လိုအလုပ်မျိုးကတော့ဘာဖြစ်လဲယေရှုလို့မခေါ်ဘူးနော်ရွေးကောက်ပွဲနီးလို့သူတို့တွေမဲလို့ရှင်လို့ဟုတ်လားနော်ဟိုဟာတွေလုတ်ပေးဒီဟာတွေလုတ်ပေးမိတွေမှန်ပြနာယေရှုလို့သွားထင်းမနေကြနဲ့အိုးဟုတ်တယ်မလားနော်သူတို့တွေလိုချင်တာရှိလို့နော်လုတ်ပေးတာအထိပ္ပယ်နော်ဒါယေရှုမဟုတ်ဘူးအခုဒီနေရာမှာတော့ယေရှုဆိုတာအဲ့ဒါလိုကိုသူကအပြစ်ကင်းစင်ရမယ်ကိုယ်တိုင်ကသူ့ဘော်ကိုသွားပြီးတော့ပထမဆုံးပြုလုပ်တာကိုကတင်ညူလို့ခေါ်တဲ့ဗျာအဲ့လိုပုံကိုပေါ့နော်